မင်္ဂလာပါရှင်မို့မိထားရပေါ့နော်နဲ့အိမ်တော်ကြီးဖောက်ပြန်တိုင်းနဲ့စွန့်ပြစ်ရမလားတဲ့အိမ်တော်ကြီးဖောက်ပြန်တိုင်းစွန့်ပြစ်ရမယ်လို့ပြောတာမဟုတ်ဘူးစွန့်ပြစ်တဲ့အိမ်တော်ရေးတွေရှိတယ်ရက်တန့်ပြစ်တဲ့အိမ်တော်ရေးတွေရှိတယ်လို့မို့အခြေပိုင်းမှာပြောခဲ့ပူပါတယ်ကိုလက်ထဲကနေပြီးအချိန်ချင်းဖောက်ပြန်နေတဲ့အိမ်တော်ဘက်ကိုကဆက်ဆွဲထားရင်ဘာအကျိုးအမြတ်မှမရှိပါဘူးเนาะကိုပဲစိတ်ဒုက္ခရောက်ပါမယ်လူဒုက္ခရောက်ပါမယ်ကိုသားသမီးတွေအနာဂတ်ညှိုးနွမ်းပါမယ်နော်မိဘစိတ်မရှိလို့ဖောက်ပြန်နေတာအကျဉ်းချင်းမိဘစိတ်တာရှိရင်ဒီမရဒီလင်နဲ့ဒီသားသမီးနဲ့ပဲအတူတူနေမှာပေါ့ဟုတ်ဘူးလားနော်အဲ့ဒါတစ်ချက်နောက်ကိုထိလက်ရအမြဲတမ်းနှိပ်စက်နေတဲ့သူကိုလည်းဆက်ပြီးပေါင်းစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ကိုရဲ့အမေတွေကိုကျွေးမွေးပြုစုစောက်ချောက်ခဲ့တာဒီသူများသားသမီးကိုနှိပ်စက်ညှဉ်းပန်းဖို့အတွက်မွေးပေးထားတာမဟုတ်ပါဘူးပြုစုစောက်ချောက်ခဲ့တာမဟုတ်ပါဘူးနော်ကိုချက်တော့ပေါ့ကိုရက်တင်နိုင်အောင်ကိုမှအုံနောက်တွေရှိတယ်မျက်လုံးတွေရှိတယ်လက်တွေရှိတယ်အင်္ဂါအစုံလင်ရှိပါတယ်နော်အဲ့အတွက်ကြောင့်ရက်တန့်ပြတဲ့အိမ်အောင်ရေးထဲမှာအဲ့နှစ်ချက်ပါဝင်ပါတယ်အဓိကကြပါတယ်ဒါကြောင့်ဖောက်ပြန်တိုင်းစွန့်လွတ်ရမလားဆိုရင်စွန့်လွတ်ခြင်းမစွန့်လွတ်ခြင်းကကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ပါဖောက်ပြန်တဲ့သူလက်ခံမြင်ရင်ရရှိနိုင်တဲ့စိုးကျိုးတွေကိုလည်းပြောထားပြီးပြီမို့လို့ကိုယ်တိုင်ပဲစဉ်းစားဆုံးဖြတ်ရမယ့်အပိုင်းဖြစ်သွားပါပြီရှင်နော်မိုးတို့ကတော့ဘေးကနေပြီးတော့ရှုံငုံသုံးတက်ပြခြင်းတာဖြစ်ပါတယ်ကာယကံစနေတိတာအတိဆုံးဖြစ်ပါတယ်ဒါမိုးကပြန်ပြီးရှင်းပြတာပါနော်ဒါကြောင့်ဆွန့်လွတ်တဲ့အိမ်တော်ရေးတွေကိုလည်းမိုးပြောပြီးပြီနော်အဲ့တော့ငါကိုယ့်ရဲ့အိမ်တော်ရေးအစဉ်တွေကိုအတိဆုံးမို့လို့ကိုဒီလူကိုဆက်ဆွဲထားတင်လားဆွန့်လွတ်တင်လားဆိုတာကိုပေါ့နော်အကောင်းဆုံးစဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့မိုးကတော့ဆန္ဒပြုလိုက်ပါတယ်ရှင်